နေရလေနေရတကပါတယ်အဲ့တော့နေရတကပါတယ်ပေါ့နော်သူများကိစ္စတွေကိုဝင်ပါဝင်ဆွတ်ဖက်လိုက်ရမှာအဲ့လိုမျိုးလူမျိုးကိုသုံးချင်ရင်你多管闲事နဲ့သုံးပါတယ်你多管闲事နေရလေနေရတကကိုပါတယ်အဲ့တော့ကိုကိစ္စပဲကိုလို့ဟုတ်လားကိုလို့ကိုပဲကိုလို့နေရတကမှာပါနေဆို别管闲事လို့သုံးရပါတယ်你别管闲事ဆိုရင်ကိုကိစ္စပဲကိုလို့သူများကိစ္စဝင်ပါမနေနဲ့အဲ့လိုပုံစံမျိုးလေးသုံးလို့ရပါတယ်အဲ့တော့ဒီနေရာတကမပါဘူးဆိုလို့ရှိရင်တော့少管闲事လို့သုံးလို့ရတယ်少管闲事ဆိုရင်အဲ့လိုမျိုးနေရာတကတိတ်မပါဘူးပေါ့နော်ပြောတဲ့နေရာပြောလိုက်တယ်အတိုင်းပဲအဲ့လိုလူမျိုးတွေဆိုရင်သုံးလို့ရတယ်အဲ့တော့少管闲事是最好的နေရာတကမပါတာအကောင်းဆုံးပဲ少管闲事是最好的နေရာတကမပါတာအကောင်းဆုံးပဲ最好的ဆိုတာအကောင်းဆုံးလို့ပြောတာ